တက်စီဒီဇယ်ဈေးနှုန်းကြီးမြင့်မှုကိုအခွင့်ကောင်းယူပြီးငှားရမ်းကတိုးမြင့်တောင်းခံတဲ့ CNG တိုက်စီများကို CNG သုံးစွဲခွင့်စည်ရင်းကနေပယ်ဖျက်ပြီးအခြားမော်တော်ယာဉ်တွေကိုခွင့်ပြုသွားမှာဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဦးကိုခွန်လင်းကမတ်လ15ရက်အစည်းအဝေးမှာပြောပါတယ်။နိုင်ငံတော်မှစိုက်ထုတ်ပေးထားတဲ့အခွင့်အရေးကိုပြည်သူတွေခံစားခွင့်ရရှိစေဖို့ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းလည်းပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။ YBS နဲ့တိုက်စီရင်များအတွက် CNG 1ကီလိုဂရမ်ကို283ကျပ်25ပြားနှုန်းနဲ့2009ခုနှစ်မှစကရောင်းချပေးနေပြီးဒီဈေးနှုန်းကနိုင်ငံတကာဈေးနှုန်းနဲ့နှိုင်းယှဉ်ပါကထက်ဝက်ခန့်သက်သာနေတယ်လို့သိရပါတယ်။ CNG တက်စီငှားရမ်းသူတွေအနေနဲ့ငှားရမ်းကတိုးမြင့်တောင်းခံခြင်းနဲ့ကြုံတွေ့လာရင်ညွှန်ကြားရေးမှူး CNG 39 0941133926246939ကိုဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရပါတယ်။မကြာမီအချိန်အတွင်း CNG အသုံးပြုနေတဲ့မော်တော်ယာဉ်တွေမှာမီတာရင်းစနစ်တက်ဆင်ခြင်း၊နည်းပညာအသုံးပြုပြီးထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကိုဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်းလည်းစွမ်းအင်ဝန်ကြီးဦးကိုကိုလွင်ကပြောကြားထားပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့73စီအကြက်အတဲကိုနိုင်ငံတော်အနေနဲ့ဖြည့်ရှင်းဆောင်ရွက်ရမှာ73စီချိုးချံချွေတာနိုင်ရေးအရန်73စီပမာဏပုံမှုတိုးလောင်နိုင်ရေး73စီတင်သွင်းတဲ့အရန်လမ်းကြောင်းတွေရှာဖွေရေးနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းတွေနဲ့ဆောင်ရွက်နေတယ်လို့သိရှိရကြောင်းပါခင်ဗျာ။